အခုကျွန်တော်တို့ပြင်မနာမြို့တွေကိုသွားရပြီးတော့လူတန်းမှာဖြစ်ပါတယ်ခင်ဗျာတော်တော်ဆိုးတာပဲရှင်းအောင်ရောအိုးနင်းတော့ပါလားပြီနော်ဒါရစီရင်သွားတာလေးရင်ဒီမောင်ကြပြီးစီရင်သွားတာစီရင်ဘိုးအောင်နေတာဟုတ်ဒီပြောတရားပြီးနေပြီဖွက်တာအောင်နေမေးဒီမယောပါသွားသဘင်းလေးဖူထားတော့သဘင်းလေးဝင်ဆွဲယူနေတော့ဒီတော့တော့ညမလေးပြူတော့ပြီးတာပေါ့ဒါဒီအားသေးရလူကြီးသားပါလားကလေးသားပါလားလူကြီးတော့ပါလားဒီမှာအေးအားကိုဒါလေးရတာဖွာတော့ကိုစားအပွားအေးပြန်အားဟိုသူအားလေးလူကသားအောင်လည်းဒါဒီစင်သားလေးအမေဆုပေးပါလေသားရဲ့နော်ဒီစနေပြီအေးပါသားရဲ့ဟုတ်ဒီအော်ဒရိုင်းပြိုသွားလို့ပေါ့နော်အဲ့မှာပြိုသွားတဲ့အိမ်ကကောက်ပြီးမှဖြစ်ပါတယ်ပြိုသွားတဲ့အသက်ပါပါโอ้ยဘာကြီးโอ้ยဘာကြီးတစ်ခေါက်ကြီးတရားသွားနာလေငါတရားနိုင်နေခလေးမလေးကိုပြန်သွားရောက်မှအိမ်ရလားမဟုတ်ပဲခလေးသက်တာလားလို့နည်းတော့ကြိုက်တာပေါ့နည်းတော့ကြိုက်တယ်ဒီပေါ်တော့ဆေးဝါးလေးရယ်ဟုတ်ကဲ့နောက်လိုရတော့ဖို့ဒါအပြင်လေးရယ်ပါနော်ပေါ့ပေါ့ဆက်ခံလေးပါကိုကတော့သူတို့မိကြီးဝင်နေမှာကတော့သူ့မိရမှန်နဲ့အုတ်ခဲတော့ပဲသူပြန်စေကြည့်လို့ကျွန်တော်ဒီတစ်ထောင်ပြေးလိုက်သူတို့ညီကိုနဲ့ဆောက်တော့တက်လာကောက်သွားကိုရင်မျက်လုံးတော့မျက်လုံးနဲ့သွေးလေးနဲ့ယူတယ်နှာခေါင်းလေးနဲ့သွေးယူလာသက်တာလားနာတော့မင်းရတော့ဆုံးပါပါနော်အမျိုးလေးများတော့ဆုံးတယ်သူ့ကာကွယ်ရင်းနဲ့ဆုံးတော့တာဟုတ်ကြားလိုက်ခလေးအမျိုးလေးဟုတ်နေကားတော့ရောက်ပေါ့လားကားပြီလားအခုဝင်ရမယ်ဟုတ်ရတယ်ပါဒါဆေးဝါးလေးပါနော်ဆေးဝါးကမ်းမီမီစစ်စရာတို့ရဘယ်လောက်ရှိလဲအတက်ဘယ်လောက်ရှိလဲငါးနှစ်အော်ဘယ်လိုခေါ်လဲအခုဒီကျွန်တော်လာသူရဲ့အိမ်ကအကူကနာမည်ကကိုသူစာမောင်ပေါ့နော်သူရဲ့သူ့ရဲ့အမျိုးသမီးကငလင်တန်းကြောင့်ပါသွားတယ်ပေါ့နော်အဲ့တော့ဟိုဒီခြေထောက်သူ့လေးကိုကျွန်တော်တို့အလူရှင်လေးရခဲ့ပြီပေါ့နော်ဒီခြေထောက်အတူလေးကိုတက်ဖို့အလူရှင်လေးရခဲ့တယ်ဆိုလို့ရှိရင်သူကသူ့သမီးလေးကသမီးလေးအတွက်ကိုသူပြန်ပြီးတော့ဆိုင်ကယ်မောင်းပြီးတော့ပဲဖြစ်ဖြစ်အလုပ်လုပ်ပြီးတော့ဖြစ်ဖြစ်ပြန်ပြီးတော့သူရှာဖွေခြင်းနဲ့ပေါ့လေဒါလေးရှိပါတယ်တော့အလူရှင်လေးလာခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီပြပနာမှာလာပြီးတော့သူ့လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြရဖြစ်ပါတယ်လက်တင်တော့ဟိုသူ့ဟာသူကပြေးတာပေါ့ဟိုကရက်လေကားမဟုတ်လို့ဟိုလူသူများဟိုလေကားလေးကိုကျန်ဖို့လို့ဖွင့်ပါနေတော့ဟိုဒါအတွင်းနေပဲကြည့်လိုက်တော့ဟုတ်ကဲ့ပါဒီမှာဒါကအရေးပေါ်တော့မှုဆေးဝါးလေးဟုတ်ကဲ့ဒါကြအားစေးเนาะဗျဟုတ်ကဲ့ဒါကပြန်ဆောက်ဖို့ဘာအတွက်အတူငွေလေးပါဟုတ်ကဲ့ဒါကြတော့ဟိုဟာဘာဘာအတွက်အဝတ်ထည်လေးပါဗျဟုတ်ကဲ့ကြတော့မှာเนาะဗျဟုတ်ကဲ့စိတ်ကြမ်းဟုတ်ကဲ့ပါဗျဒါဒီအဝတ်စားလေးတွေကဒါကြောင့်ဆေးဝါးလေးတွေကပြန်ဆောက်ဖို့အတွက်အတူငွေလေးပါဟုတ်ကဲ့ဟုတ်နောက်ကအထက်ကြီးပြီးသွားတယ်အဒီအိမ်ကိုပြတာအိမ်ကြီးလို့ပြောဟာနောက်ကအိမ်ဟိုဘုံဒီအိမ်ကနေပြီးဟိုဘက်ကပြိုးလာပြိုးပြီးကြောက်ခဲအန်ဒီကိုကြာကြာတော့ဟိုနောက်ကအိမ်ဒီတော့အပေါ်မတင်တာဒီဟုတ်တယ်အေးအဲ့တော့နောက်ကဆောင်ဟာအကုန်လုံးပြိုးသွားလုံးဝတော့မရှိဘူးလားလို့အဒီတော့ပုံလေးရှိပါရမဟုတ်ရတယ်တောက်ဒီတိုင်းလေးပဲကြည့်အလူငွေလေးပေးခဲ့မယ်နော်ငွေပေးခဲ့မယ်တဲ့ဟာရတော့တိုက်လာတိုင်းကြီးဟိုကအေးလေးပြန်ပြင်လို့ပေါ့လူငွေလေးနော်ဒီလိုတိုင်းနေတော့မလို့ပေါ့အောက်ထပ်ပိုင်းလို့ပြောတယ်အေးဒါတော့ကိုပြောကြအောင်ဒါကတော့အေးနောက်ကဒီဟိုဘက်က
တို့ရုပ်ရှင်ရုပ်ရှင်အဲ့ရုပ်ရှင်ရဲ့အောက်တိုင်းပြီတာပြီးပြီးတော့သူကကျတော့ခြေထောက်ဒီဥကေတာတော့ကြီးခြေထောက်နဲ့ချောင်းလုံးအမှန်တော့စတိကြောင်းထည့်လိုက်တာသူကဖြတ်မယ်လို့ပြောတာဖြတ်မခံနေတာပေါ့စတိကြောင်းထည့်လိုက်တာ ဆေးဝါးလေးရယ်ဒါအဝတ်စားလေးရယ်ဒါ ဟုတ်ကဲ့ပါဟုတ်ကဲ့လိုက်ပါဟုတ်ကဲ့ပါ ပုံပေးလိုက်ပါဦးဟိုကမနေအောင် ဟုတ်တယ်ဒါ ဟုတ်ကျွန်တော်ဘာမှမလမ်းမှာတွေးလို့လေကားနဲ့ကျွန်တော်တွေးလို့အားကြဒီငွေလေးရယ်ဟိုဆေးလေးရယ်သိတယ်လို့ပါရလား အေးရပါတယ်ဒါရပါတယ် ဒါကြတော့ဟိုကရေးမော်တော့ကိုဆေးဝါးလေး အေး ဒါတော့နေနေသဘောမထားပါနဲ့တော့လမ်းမှာ ရတယ်အေးဒါကျမလို့ကျမလို့ လေပါအောင်ဒါကြောင့်ဦးလေးဝတ်စားလေးပါအစုံလေးအသာပြောရအောင် လူတွေကအရင်လည်းပြူသွားတယ်မိမပြူသွားတယ် ဟုတ်လားဒီပြီးဆုံးသွားတာဆရာကတော့ပြူသွားဒီထဲမှာပဲ ဒီထဲမှာလေ ဟုတ်ဟုတ် ဘုရားနေရာပြရရေးနာမှာလေဟုတ်တယ်ဒါတော့ခလေးလေးနှစ်ယောက်ဒီနှစ်ယောက်ကတော့စေးရုံတယ် ကျန်တော့ပါဠိခွေးမှာပေါ့နော်။သွားပြီးပါပဲ။ဒီလေးကဦးလို့လာနေတာဖြစ်ပါတယ်။ဒါကြတော့ဟိုပါဒီကဟုတ်တယ်နော်။ဒါကြတော့ပေါ့နေနေတော့တော့ဒီလိုပဲဒီလေးနဲ့လာတယ်။ဒီဘောတော့အဝိစာလေးတွေရဲ့ဒါစေဝါလေးတွေအားသေးလေးတွေဘောလွဲတော့ဒါဘောကြိုက်တာတော့အတူလေးပါနော်။ဟုတ်တယ်ပါ။ဒါတော့အတူလေးပါနော်။ ဟုတ်ကဲ့ပါ ဟုတ်စင်ကုန် ဟုတ်တယ်ပါလေ ဟုတ်ကဲ့ပါဟုတ်ဟုတ်နော် မဟုတ်ပါဘူးသဘောမထားပါဘူးသူ့လာပြီးပြီးတာကိုအများကြီး ဒါကြတော့ဘုရားလေးတွေပါဒီလိုသုံးမှာဒါကြတော့အရေးပေါ်သုံးဖို့စေးွားတယ်ပါတာစီမောအားစေးပုံပါတယ်ဟိုကဒါကြတော့အတူငွေလေးပါဟုတ်ကဲ့ပါဟုတ်ကဲ့ဘူးပါဟုတ်ကဲ့ပါ ဟုတ်ကဲ့ကတည်းကလည်းဆက်တော့ပါလို့ကြာစကြတယ် ဟုတ်ဒါဘောတော့ဘုရားလေးပါဟုတ်ကဲ့ကျေးဇူးပါဟုတ်ဘုရားလေးဒါကြတော့ဘာတော့စေးွားလေးပါဗျာဟုတ်ကဲ့ခင်ဗျာကျေးဇူးပါစေးွားလေးတယ်ဒါကဘုရားသုံးဖို့ပါနေရပြည့်တော့ဘုံထားပါမယ်နော်ဟုတ်ကဲ့နော်ကျေးဇူးပါဟုတ်ကဲ့ပါစီးလေးပါဟုတ်ကဲ့ဟုတ်ကဲ့တာတော့ဟုတ်ကဲ့ဟုတ်ကဲ့ဘုရားနေရတယ်ကျွန်တော်လာခဲ့တယ်ကျော်ထုတ်ပြီးပါ မောင်ရဲ့ဖိုးတော်မှာရေးနေတယ် ဟုတ်ကဲ့ဟုတ်ပါဘုရားမဟုတ်ဒါစေးဝါးလေးတွေဟဲ့ဒါဘုရားစေးဝါးလေးပါဒါကြတော့ဘုရားအတွက် အားသေးတော့အားသေးတယ် ဒီမှာအားစိပါရခွာဒါကဖျားနာကြိုက်ခဲစေးဒါအရက်ပြန်ပါညာတရုတ်စီဒါကွန်အရေးပေါ်သုံးလို့ရတာပေါ့နော်ဟုတ်ဒါဘုရားအဝတ်စားလေးတွေပါဘုရား ကျမ်းမှာချမ်းသာပါဘူးစိတ်ချမ်းသာပါဘူးချမ်းသာနေပြည့်စုံတယ် ဟုတ်ဟုတ်ပေးနေပါသေးဘုရားဘုရားကစေးလေးရဲ့အဝတ်စားလေးတွေပါနော်ဟုတ်ဟုတ်ပါ အဲ့တော့နောက်ကအမနေ ပြောတာဘာမှ လေးတွေပါအရေးပေါ်စေးလေးပါအားစိလဲပါတယ်ဟုတ်ကဲ့ ကျေးဇူးတင်တယ်လေ ဟုတ်ကဲ့ပါခဏပါဦးနော် ဟုတ်တယ်အဲ့ဒီအနည်းဆုံးကမောင်နေတော့နေကားလက်ကစက်ကိုနေတော့နေရမောင်ဘာကြတော့မှာဆက်ပါ ဟုတ်ကဲ့ ဘူးတရားသူတရားဟုတ်လို့ ဟုတ်ကိုတင်လို့ရတယ်နော်ဒီနောက်မှာကျတော့ဒါခါကပ်ကွာတာလေးအခုဆိုလို့ရှိရင်ဒါကြောနာပါဟုတ်ကတ်ထားလိုက်ဒီနောက်ကပ်ပြီး ဒီအားကြတော့ ဒါကျတော့ဟိုပါရာစီတမောပဲတူတူပဲဟိုဖြားနိုင်တော့တဲ့ဟာဒီအစိမ်းလေးကဖြားရင်တော့ဒါကြတော့ကောင်းဟိုအားစိ အားကြတာနဲ့ မတူမတူဒါတူတူပဲဟုတ်တယ်တူတူပဲအစိမ်းကစကတ်တယ် ဒါတနေ့တလုံး ဟုတ်တယ်လုံးမတော့မှာဟုတ်တယ် ကျေးဇူးရ ဟုတ်ကဲ့ပါဒီအောင်နော်